သမီးများအတွက်ဖြစ်ပါတယ်နော်ကဲစနေသားသမီးများတဲ့ဒီတလတာကာလအတွင်းမှာတဲ့ကိုလုံးနေတဲ့စီးပွားရေးအလုပ်ကိုင်နဲ့ပတ်သက်လာလို့ရှိရင်တဲ့စီးပွားနဲ့ပတ်သက်လာလို့ရှိရင်အားတက်သရောအလုပ်ကိုင်တဲ့အချိန်ကာလတဲ့ကြီးတွေလည်းသွားနေရတယ်နော်တနေရာနဲ့တနေရာကိုသွားလာလှုပ်ရှားမှုလည်းများနေတယ်ကြီးတွေလည်းသွားနေရတဲ့စိတ်ပင်ပန်းလူပင်ပန်းတော့အနေငယ်ဖြစ်နေရတဲ့ကိုလုံးနေတဲ့အလုပ်ကလုပ်နေရတယ်ဝင်တဲ့ဟာတွေကဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်နေပေါ့နော်ကိုလှုပ်ထားတဲ့အလုပ်တွေမှာကဘာဖြစ်နေလဲဆိုရင်အနေငယ်ပင်ပန်းပြီးတော့မှစီးပွားရှာရတဲ့ဟာမှာကိုလှုပ်တလောက်မဖြစ်ထွန်းလို့ခံစားလာရတတ်ပါတယ်ဒါပေမဲ့အဲ့ဒါကခဏပါဒီချင်းနဲ့ပတ်သက်ပြီးတော့အဆင်ပြေလာမဲ့အချိန်ကာလမျိုးကိုရောက်ရှိနေပါပြီလို့ကျွန်မနဲ့ပြောချင်ပါတယ်နော်အဲ့တော့အတိုက်ခံလေးနည်းငယ်ရှိတယ်စနေနေ့ညနေပိုင်းမှာခွေးစာလေးမကြာခဏကြည့်ပါနော်ခွေးစာလေးမကြာခဏထည့်ကြည့်ပါချက်ချီတောက်တို့ဘာတို့ရိုးတွေဘာတွေကိုနေပြီးတော့မှအိမ်မှာရှိတဲ့သမီးကြိုင်ကြတဲ့နေပြီးတော့မှလမ်းလေးကွာဆုံးမှာသတင်းစာဆက်ကူလေးကိုခင်းပြီးတော့မှကျွေးပေးပါနော်ဒါလေးကိုကျွေးလို့ရပါတယ်အဲ့တော့ခရီးတွေခဏခဏထွက်နေရတဲ့ပြောစရာကောင်းတဲ့ခရီးမျိုးသွားရရင်ပို့ပြီးတော့ကောင်းပါတယ်တဲ့အဲ့တော့ဖျားဘူးခရီးတွေလည်းသွားရတယ်နော်ရဝေးရဆွေမျိုးအုပ်စုတွေဆွေမျိုးသားချင်းတွေလည်းမိရဲ့အိမ်ကိုရောက်လာတတ်တယ်တဲ့အလေရောက်လာတာတို့ဖျားဘူးကြီးရောက်လာတို့ဆိုရင်ကောင်းပါတယ်တဲ့အဲ့တော့တစ်ခုတော့ရှိတယ်ဗာလဲဆိုလို့ရှိရင်တဲ့အိမ်မှာဒီလိုအချိန်မျိုးမှာဆေးလာကုတာတို့နော်ဟုတ်ကဲ့မင်္ဂလာပါရှင်မင်္ဂလာပါဆေးလာကုတာတို့ဆေးဝါးနဲ့ပတ်သက်ပြီးတော့ဥမာပေါ့နော်မျက်စိစမ်းနေတာတို့မျက်စိကုဖို့အတွက်တို့ဟလာဆေးလာကုတာတို့ဘာလို့ဆိုလို့ရှိရင်နော်သိပ်ပြီးတော့မကောင်းဘူးဆေးကုသမှုလာပြီးတော့ခံယူတာမျိုးဆိုလို့ရှိရင်လေအဲ့လိုဖြစ်နေတတ်တယ်တဲ့အဲ့တော့ဘာဖြစ်တာလဲဆိုရင်ကိုယ့်အိမ်မှာကအဲ့လိုဆေးလာကုတာတို့ဆေးကန်းလာပြတာတို့ဆိုလို့ရှိရင်အဲ့ဒီလူကိုလက်ခံလိုက်အဲ့ဒီလူမှာကတိတ်မကောင်းတာဆေးမတိုးတာပေါ့နော်အဲ့လိုမျိုးလေးဖြစ်တတ်လို့ပါရှင်အဲ့တော့ပြောရွှင်စရာခီးမျိုးတွေသွားရတဲ့အခုကတော့နည်းနည်းလေးကြီးဆိုင်ဖို့လိုပါဘောနော်ဒီနှစ်မှာဒီတလတာကာလအတွင်းမှာငွေပေးငွေယူငွေကြီးတွေဆိုရင်သတိထားပါအလိန်ခံရတတ်တယ်နော်ကိုဖျားယောင်းတာအယောင်ဆောင်ပြီးတော့မှကိုရှိရနေငွေတွေသူ့ဘက်ကိုထည့်သွားတတ်တယ်အဲ့ဒါလေးနည်းငယ်ကြီးဆိုင်ဖို့လိုပါတယ်ယာရုရှိတဲ့သူတွေဖို့ယာရုကံကောင်းတဲ့အချိန်ကာလနေရာဌာနအပြောင်းရွှေ့လေးတော့အနည်းငယ်ကြုံရတတ်ပါတယ်ပညာရေးအတွက်ခလေးတွေအတွက်ဆိုလို့ရှိရင်တော့ပညာရေးနဲ့ပတ်သက်လာလို့ရှိရင်ဆောင်းပွဲပြင်နေတဲ့အချိန်မှာခေါင်းမူတာတို့နော်ခေါင်းကိုက်တာတို့ဒါမျိုးလေးဖြစ်တတ်တယ်အဲ့တော့အရန်တော့စိုးရင်စရာမရှိဘူးပညာရေးလည်းအရန်မညံ့ပါဘူးเนาะဒါလေးကတော့ပြောပြချင်တယ်နောက်တစ်ခုကမိမိတို့ဒီတလတာကာလအတွင်းမှာပေါ့နော်အထူးသတိထားရမှာကအိမ်ရှိဖက်နဲ့စင်မှာဖက်နဲ့တွေရှုပ်ပွားနေရလို့ရှိရင်အဲ့ဒါမကောင်းဘူးနောက်တစ်ခုကကိုယ့်ရဲ့ဧည့်ခန်းပေါ့နော်မိမိတို့ရဲ့ဧည့်ခန်းမှာကတန်ရှင်းတည့်ရနေလို့လိုတယ်မိုးလင်းလာတာနဲ့ဖြစ်နိုင်လို့ရှိရင်ကျမတို့လောပန်ပေးလို့ရတဲ့ခွက်လေးတွေအမွှေးခွက်လေးရှိတယ်အဲ့ဒါလေးတွေဝေမဲ့လမ်းကြောင်းဧည့်ကောင်းဆောင်ကောင်းလာမဲ့လမ်းကြောင်းဖြစ်နေဟလာလောပန်လေးတွေတိုက်ပြီးပါเนาะမွေးနေအောင်ထားပြီးပါဗောเนาะတန်ရှင်းတည့်ရနေအောင်ထားပြီးပါမင်္ဂလာပန်းလေးတွေပေါ့အိမ်ကိုလက်ခေါ်စီတဲ့အိမ်တော်မင်္ဂလာပန်းလေးတို့ပါလေးတို့ဧည့်ခန်းခုံပေါ်မှာဧည့်တဲ့နေရာပေးတဲ့နေရာရှိရင်အဲ့ပေါ်မှာတင်ထားပေးစီခြင်းပါတယ်ဗောเนาะအဲ့ဒါလေးတခုနောက်တစ်ခုပညာရေးနဲ့ကလေးတွေကိုစနေသားသမီးတွေဖြစ်ခဲ့မယ်ဆိုလို့ရှိရင်မေမျိုးပန်းနောက်တစ်ခါမေမျိုးပန်း9ပွင့်အုံးက6ညွန့်ရွက်လာ4ညွန့်ဗါလဲမေမျိုးပန်း9ပွင့်အုံး6ညွန့်ရွက်လာ4ညွန့်ကိုမိရဲ့အိမ်ပြမှာခုပြီးတော့မှစနေသားသမီးတွေအတွက်ဆူတောင်းပေးပါဒါကစနေသားသမီးတွေပညာရေးအတွက်ဖြစ်ပါတယ်เนาะအဲ့ဒါလေးပြောချင်တယ်နောက်တစ်ခုကကြတော့ဗါလဲဆိုလို့ရှိရင်ဒီတလတာကာလအတွင်းမှာအရန်စိတ်ပင်ပန်းလူပင်ပန်းဖြစ်တယ်ဆိုလို့ရှိရင်ကန်နကန်ရေကိုရယူပါเนาะဘယ်ကန်ပဲဖြစ်ဖြစ်ကိုအနီးနာပဲဖြစ်ဖြစ်လမ်းကျုပ်သွားရင်းနဲ့ပဲဖြစ်ဖြစ်ရံကွာလူအင်းရပဲယူကန်တော်ကြီးရပဲယူကန်နကန်ရေကိုပေါင်းပြီးတော့မှမိမိအင်းရရေနဲ့ပေါင်းပြီးတော့မှကန်ကောင်းစီကိုကန်တက်စီကိုเนาะရေချိုးချပါအဲ့ဒါလေးတစ်ခုကိုလုပ်ပေးနိုင်ရင်ပို့ပြီးတော့အားကောင်းတဲ့ကန်တွေရရှိပါလိမ့်မယ်เนาะဒါကတော့ရေတရားသဘောတရားအရာဟလာဒီမှာကျွန်မမြင်တဲ့ဟာလေးကိုပြောပြပေးတာဖြစ်ပါတယ်အဲ့ဒါလေးလုပ်ပြီးပါမိမိရဲ့အိမ်ဖျားမှာတော့ပွင့်လန်းတဲ့ပန်းကန္ဓမာပန်းလို့ပန်းအဲ့လိုပွင့်လန်းတဲ့ပန်းမျိုးတွေမကြာခဏထုပေးပါကိုယ့်ရဲ့မွေးနေ့ကျိုးအားကောင်းတဲ့အစဉ်ပြေဖို့အတွက်ဆိုလို့ရှိရင်ဒီဟိုညွတ်21ညွတ်ကိုတောက်ကြနေတိုင်းမိမိရဲ့အိမ်ဖျားမှာလုပ်ပေးပါเนาะဒါလေးကိုပြုလုပ်ပေးမယ်ဆိုလို့ရှိရင်ကျွန်မမိတ်ဆွေစနေနေ့တိုင်းပြော sorry ဒီဟိုညွတ်စနေเนาะ sorry ဘာလို့မလဲဆိုရင်စနေသားသမီးတွေအတွက်တီဟိုမီလူနဲ့ဒန်းကြီးညွတ်နော်ဒန်းကြီးညွတ်ကို
လူပေးပါ10ညွတ်ပဲဒန်းကြီး10ညွတ်ကိုမိမိရဲ့အိမ်ပြားမှာလူလန်းပေးပါနော် sorry နော်တောက်ကြနဲ့ရောသွားလို့ကျွန်မဒီမှာတောက်ကြသူကြည့်နေဟောဖြစ်သွားတယ်အဲ့တော့စနေသားသမီးရောဟောပြောတယ်ဖြစ်ပါတယ်စနေသားသမီးများဒန်းကြီးညွတ်10ညွတ်ကိုမိမိရဲ့အိမ်ပြားမှာစနေနေ့တိုင်းလဲလှည့်ပြီးတော့လူလန်းပေးပါနော်အဲ့ဒါဒီကိုပြုလုပ်ပေးမယ်ဆိုလို့ရှိရင်ကျွန်မမိတ်ဆွေတွေပို့ပြီးတော့ကံအားတွေတောင်းလာပါလိမ့်မယ်ရှင်အဲ့တော့ဒီတလားတာကာလအတွင်းမှာကံပွင့်စီဖို့အတွက်ကံပွင့်လက်ပွင့်စီဖို့အတွက်ဆိုလို့ရှိရင်ခုနကကျွန်မပြပြပေးသွားတယ်ရေရာလေးတွေပြုလုပ်ပြီးလို့ရပါတယ်အဲ့တော့အရာအနေနဲ့ကိုကသွားတဲ့လာတဲ့အခါမှာပြပြမိမိရဲ့ကံအားတွေတိုးတက်စေဖို့ဟလာအရာအားဖြင့်ကဘာအရာတွေကျိုးပြီးလဲဆိုရင်မိုးပြရအောင်အပြရအောင်အဖြော့ပါနော်မိုးပြရအောင်အဖြော့အဲ့ဒါတွေအကျိုးပေးတယ်နောက်တစ်ခါအဖြူရအောင်အကျိုးပေးတယ်နောက်တစ်ခါနက်သားရအောင်မျိုးပေါ့နော်အဖြော့အဲ့ဒီအရာလေးတွေအကျိုးပေးနေပါနော်အခုလောလောဆယ်တလားတာကာလာလေးကိုပြောတာပါ lucky number အနေနဲ့က8တွေ4တွေ3ညတွေကျိုးပေးနေပါရှင်8 4 3ညပေါ့နော်အဲ့ဒါလေးကျိုးပေးနေပါကဲစနေသားများအားလုံးပဲကောင်းကြပါစေစိတ်ချမ်းသာကြပါခြင်းနဲ့ပြည့်စုံကြပါစေရှင်